Yo, 1, 2, microphone check. ကဲအားလုံးပဲစင်သင့်မဲလား Yeah. ကျိုးပင်ကောက်ကအပီအပြင်ဟိမ့်မဲ့အတန်တပြေယုံရွာကဂီတဖန်တီးရှင်ကိုအောင်ကျော်သူစိုင်းတန်းစင်လာပြီဖြိုး Go out your do sign dancing. Yo. စားသားတွေရေးမလားအစီစင်ကြလာခဲ့ပါတီးလုံးတွေတီးမလားအလန်းစားတွေဖန်တီးကကိုအောင်ကျော်သူရဲ့လက်ရတကယ်ကိုစပဲရှဲခင်မီစက်ကရိယာတွေနဲ့တကယ်ကိုစပဲရှဲခင်မီစက်ကရိယာတွေနဲ့အတန်ကိုပုံဖော်တယ်ပွဲတိုင်းမှာမြူးဖို့အတွက်စားသားတွေကိုစီစစ်ပွဲတိုင်းမှာမြူးဖို့အတွက်စားသားတွေကိုစီစစ်မင်းတို့စိတ်တိုင်းကြဖို့ကောင်းဆုံးတွေပဲမြဲဖန်တီးစစ်အမြဲဖန်တီးစစ်ဖြစ်မင်္ဂလာဆောင်ပဲဖြစ်ပေါ့မွေးနေ့ပွဲတွေမှာလည်းအမတ်တရတွေဖြစ်ဖို့တော့ကာယကံရှင်နာမည်တွေကိုသချင်းထဲမှာထည့်မယ်ကိုနာမီနဲ့ကိုသချင်းလေးကတကယ်ကိုလှပါတယ်တပြေယုံရွာကထွက်ပေါ်လဲကိုတိုရယ်နီဝါတပြေယုံရွာကထွက်ပေါ်လာတဲ့ဒီဂရီယန်တရားတပြေယုံရွာကထွက်ပေါ်လာတဲ့ဒီဂရီယန်တရားကျိုးပတစ်မျိုးလုံးသိစေရမယ်အားလုံးကြား The mob break down. The mob break down. အောင်မြင်မှုတွေအများကြီးပဲ ကိုအောင်ကျော်သူစိုင်းတန်းစင်တပြေယုံရွာကအတန်စွမ်းအားအေးအလှမင်္ဂလာမွေးနေ့ပွဲတွေမှာနာမည်တက်သချင်းလေးတွေနဲ့အမျိုးဆုံးဖျော်ဖြေမှာဘယ်သူနဲ့မှမတူတဲ့တွေနဲ့အမျိုးဆုံးဖျော်ဖြေမှာဘယ်သူနဲ့မှမတူတဲ့စတိုင်နိုင်တွေနဲ့ငါတို့ကချမ်းမယ်အတန်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကထိတ်တန်းမှာရှိတယ်အတန်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကထိတ်တန်းမှာရှိတယ်ရစ်သွေး A1 ချင်းတော့ငါတော့ချိုတာလူဒန်းစားမရွေးအစင်ပြေစေဖို့ငါတို့ကစင်စားပိုက်ဆက်များကြီးမကုံပဲအကောင်းဆုံးတွေရစေရမယ်ကိုအောင်ကျော်သူစီလာခဲ့ရင်စိတ်ကျေနပ်မှုပေးစွမ်းမယ်တီးလုံးတဲ့သစ်အစမ်းနဲ့မြူးကျင်တဲ့သူတွေအတွက်တီးလုံးတဲ့သစ်အစမ်းနဲ့မြူးကျင်တဲ့သူတွေအတွက်တပြေယုံကဆိုင်တန်စင်ကအမြဲတမ်းစောင့်ကြိုလျက်တပြေယုံကဆိုင်တန်စင်ကအမြဲတမ်းစောင့်ကြိုလျက် Yeah. ကိုအောင်ကျော်သူရဲ့စဲချက်နဲ့ကလိုက်ဆိုပါစားသားတွေကလမ်းတီးလုံးတွေကချမ်းဒီမှာပဲရှိတယ်အားလုံးအတွက်အစမ်း လက်ခုပ်တီးပါခါလေးလှုပ်ပါကိုအောင်ကျော်သူရဲ့စဲချက်နဲ့ကလိုက်ဆိုပါအလှမင်္ဂလာမွေးနေ့ပွဲနာမည်တက်သချင်းလေးတွေနဲ့အမျိုးဆုံးဖျော်ဖြေမှာကိုအောင်ကျော်သူစိုင်းတန်းစင်တပြေယုံရွာကအတန်စွမ်းအားအေးအောင်ကျော်သူရဲ့လက်ရာကတကယ်ကိုအစွမ်းပြတချင်းစာသားနဲ့တီးလုံးပိုင်ရှင်ကိုအောင်ကျော်သူစိုင်းတန်းစင်ကျိုးပင်ကောက်မြို့နယ်တပြေယုံကျေးရွာတပြေယုံကတန်စွမ်းအား